ဒါကတော့စိုင်းမင်းသမီးလေးဇူးဇူးဆန်ပါဒါကကြတော့ TikTok ဆယ်လီသဲရွှေကြီးဖြိုးတဲ့သူတို့နှစ်ယောက်သလုံးကိုတော့အလုံးသိကြမှာပါနော်အခုတလုံးမှာဗျာသူတို့နှစ်ယောက်ရဲ့ AD တွေတဲ့ TikTok ပေါ်မှာတင်နေကြတယ်ပေါ့ဗျာ TikTok ပေါ်မှာပြန့်နေတယ် AD တွေထွက်ပြီးဆိုပြီးတော့ဗျာပြန့်နေတယ်အဲ့ဒီသတင်းတွေထွက်နေတဲ့အပေါ်မှာသူတို့ကပြန်လဲဖြည့်ရှင်းထားပါတယ်ဗျာနော်အားလုံးကျွန်တော်တို့နားထောင်ကြည့်လိုက်ရအောင်ပါအားလုံးမင်္ဂလာပါရှင်ဗောနော်ကွန်မန့်တွေမှာလာရေးလို့ဗောနော် ဒီဗီဒီယိုကွန်မန့်တွေရောနော် စီဗီဒီယိုကွန်မန့်တွေလာရေးဗောနော်အဲ့ဒီကိစ္စတွေဘာတွေမရှင်းဘူးလားလို့လာမေးလို့ဗောနော်ဒီပုံဒီတမိလုံးဝမဟုတ်ပါဘူးရှင်သူဖြည့်ရှင်းတာကလည်းတမိလုံးဝမဟုတ်ပါဘူးရှင်သူဖြည့်ရှင်းတာကဘောနော်အဲ့မာကြီးတယောက်လားစင်ငယ်မားဆိုတာတယောက်ဖြည့်ရှင်းတာပါဒီပိုင်ရှင်ကတော့ဖြည့်ရှင်းတာတယ်ဒီနေရာမှာတဲလေးပုံကိုရှောက်ထည့်ထားတယ်ဗောနော်မဟုတ်ပါဘူးလို့တမိလုံးဝမဟုတ်ပါဘူးရှင်တမိလုံးဝမဟုတ်ပါဘူးလို့ဒါတမိပုံကဒါတမိကိုလည်းရှင်းပြတာလေဘူးလိုက်ရှင်လူချင်းလို့တကလေးပုံထည့်ထားတာပါရှင်လို့နော်ဘာမှလည်းမဆိုင်ပါဘူးလို့နော်တကယ်မှာ KIB CH channel နော်အဲ့လိုမလုပ်ပါနဲ့လို့နော်ကလေးပုံတွေထည့်ပြီးတော့အဲ့လိုမလုပ်ပါနဲ့လို့နော်ဟိုခဏခဏဟိုပါနော်တောင်းမှန်နေရတယ်တောင်းမှန်နေရတယ်ဘယ်တော့ဘူးမှလည်းဟိုယူမဆိုင်ကြလားဟိုဘာတော့ဖက်မလုပ်တာလားဘာမှန်းကိုမသိဘူးဘာလို့အကောင့်လိုက်ဖြစ်နေရနာမည်လိုက်ဖြစ်နေရအကောင့်တွေပေါ့နော်နာမည်လိုက်ဖြစ်နေရအကောင့်တွေဒီနာမည်လိုက်ဖြစ်နေရအကောင့်တွေပေါ့နော်ကျမတို့ကရှက်လို့မဖြေရှင်းတာပါမဟုတ်လို့လည်းမဖြေရှင်းတာပေါ့နော်မဟုတ်လို့မဖြေရှင်းတာပါဒါပေမဲ့သူတို့ကမရက်ပါဘူးလွန်လာယူလေလိုက်တယ်ရာမန်ပြီးတော့ခလေးကိုပေါ့နော်ဆက်ပြီးတော့ပေါ့တင်တယ်ပေါ့နော်ထပ်တက်ပြီးတင်ပါတယ်အဲကြောင့်မို့ဒီပေါ့နာမည်လိုက်ဖြစ်နေရအကောင့်တွေပေါ့နော်တရားစွဲမှာပါလို့နော်တရားစွဲမှာပါတောင်းမှလို့မှမရတရားစွဲမှာပါလို့ဒီကာယကံရှင်တွေအနေနဲ့ဗျာတရားစွဲမယ်ဆိုရင်လေတကယ်ကိုထိရောက်တဲ့နီလန်းနဲ့လှုပ်ဆောင်သေးခြင်းပါတယ်ဗျာနော်တကယ်ကိုအားပေးပါတယ်ဗျာဒါမျိုးတွေကိုကျွန်တော်တို့မရှိသေးခြင်းဘူးခုလိုမျိုးဗျာသူများသားသမီးတွေကိုဖျက်လို့ဖျက်ပြီးရှောက်တင်တာမျိုးတွေပေါ့မဟုတ်မမှန်သတင်းတွေဒါမျိုးတွေကမရှိသင့်ဘူးဗျာနော်အခုလိုမျိုးသူကအကောင့်နေနဲ့တင်တဲ့သူတွေကလည်းအများကြီးပဲဗျာနော်ဒီလိုအများကြီးကိုဖမ်းလို့မရဘူးလားဆိုတော့ရတယ်ရေတကယ်လုံးမယ်ဆိုရင်ဖြစ်တယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ရည်ရွယ်ချက်ကသူတို့က Telegram channel တွေဖွင့်မယ်အဲ့ဒီဖွင့်ထားတဲ့ Telegram channel တွေကိုသူကလူခေါ်တာဗျလူခေါ်ပြီးတော့အဲ့လို member ကြေးတွေနဲ့ပေါ့ဗျာအဲ့လိုမျိုးလူခေါ်တာအဲ့ဒါတွေကလေးပြီးတော့လိုက်လို့ရတယ်ဗျာနော်သူတို့လိုက်လို့ရတယ်အမေလက်ပြတဲ့အကောင့်လေးဒီအကောင့်ဒီမှာနော် KMBC နဲ့ရှိသေးရနော်နောက်ထပ်ရှိသေးရအများကြီးရှိတယ်အကောင့်လောက်ထားတာအကောင့်ရှိနောက်ပြီးတော့တချင်းနေနဲ့တင်ထားတာတွေပေါ့နော်ဘာတွေပြောက်တင်နေရွေးလိုက်တယ်တော်တော်ရက်ကျင်နေကြတာမသိဘူးကြည့်ရတာတော်တော်ကိုဆိုးဆိုးရင်နော်ကျမတို့နဲ့ဘာမှမဆိုင်ပါဘူးလို့နော်ဒီမှာဘာလို့ဒီဟာလေးတမိလုံးဝမဟုတ်ပါဘူးရှင်လို့ဒါလည်းတချင်းနဲ့ထည့်ထားတဲ့ပုံလည်းတမိလုံးဝမဟုတ်ပါဘူးအဲ့ဒါလိုက်တမိကိုလောက်အကောင့်လိုက်ဖြတ်နေနာမည်လိုက်ဖြတ်နေအကောင့်လိုက်ဖြတ်နေလို့အဲ့လေလာပြပြလာပါရှင်လို့တလေးနဲ့မဆိုင်ပါဘူးလို့အဲ့အကောင့်လေးဟိုတော်ရီကပေါ့ဘာလို့ဖန်တွေကဘာလို့ဟိုဝင်းရပြဖန်တွေရှိလို့ပေါ့နော်ဝင်းရပြဖန်တွေရှိလို့တော်ရီကပေါ့လို့နင်းမဆိုရင်တော့ကျမတို့တကယ်ကိုမတွေးရဲပါဘူးရှင်ဒါလေးပဲလာပြီးတော့ဖြည့်ရှင်းတာပါလို့အဲ့လေးလာပြပြတာပါရှင်ဒါလေးပေါ့နော်ဒီဟာကတလေးနဲ့မဆိုင်ပါဘူးလို့ဒီဟာတွေကဒါဗါလဲဖုံးပြင်းရတယ်ဗါလဲတဲရွှေပြိုး80ရောဗါတွေရှုပ်ရည်နေရောစိတ်တွေလည်းညစ်တယ်ဒီပုံတွေကိုဘာလို့ရှုပ်လို့အဲ့ရှုပ်ရည်နေတာမှလည်းမသိဘူးနှစ်ပုံလောက်တာနော်တော်တော်ဆိုးဒီ channel ကဒီ channel တော်တော်ဆိုးဒီ channel ဒီအကောင့်တမီး fan နေတယ်ပေါ့နော်ဒီအကောင့်တွေ့လို့ရှိရင်တမီးပေါ့နော်တမီးချစ်လို့ရှိရင်တမီးဝိုင်းပြီးတော့ report ထုတ်ပေးကြပါအောင်ရှင်တမီးပါရှင်ညို့တောင်းပါပါရှင်ဒီမှမလုပ်ပါဘူးလို့အိမ်မှာနေတာပါလို့အဲ့ဒါအပြင်နောက်ထပ်လည်းအများကြီးတင်ထားတယ်မသိဘူးနော်ဒီအကောင့်ပိုင်ကြီးလည်းဘာလို့comment ထဲမှာဓာတ်ပုံလေးပို့အဲ့တော့လည်းမရှင်းတော့ဘူးလားဘာညာပြောလို့ဘာလို့ရှောက်တင်နေအောင်ကလေးကိုမသိလို့မေးတာဇူးသူဆန်ကလည်းဒီတိုင်းပါပဲဗျာနော်သူ့ရဲ့ AD တွေ Telegram မှာပြန့်နေတော့ပေါ့ဗျာကြည့်ချင်ဒီမှာ link ချပေးထားတယ်ဝင်ကြည့်ကြပါဆိုပြီးတော့အဲ့လိုမျိုးတွေလုပ်ကြတာပါဒါပေမဲ့ဘလူတွေကကျွန်တော်သမီးလေးပေါ့ဘလို့ပဲတိုက်ခိုက်ဘလို့ပဲအပုတ်ချမကောင်းကြောင်းပဲပြောငါတို့ဒီသားသူဒီဒီနေ့ချိန်ဘသူပေါ်မှာမဟုတ်တန်းတရားဘသူတွေပြနော်ဘလို့လေးအစင်ပြေးသွားတာဟန်ကြတာဝင်းတာပါတယ်ဒါလူပဲရှိရဘသူတွေမြင်အစင်ပြေးတာတော့ဘလို့တော့ဟိုကိုယ်ရအောင်နှာခေါင်းရှုပ်ပြီးတော့လည်းမပြောခဲ့ဘူးအခုကြတာမဟုတ်ဘူးဒီကလေးလူဆန်လေးကြတော့တာအမှန်တည်းပြောပြတာချစ်လို့အားပေးတယ်အားပေးပါအခုကပဲတိတ်ခါကြတာဆိုတာတဲ့ကိုကဒီပြိတ္တအများနဲ့လှုပ်ရှားရတာဒါပေမဲ့မဟုတ်ဘူးဆိုတော့တော်တော်များများအကုန်သိပါတယ်ဒါပေမဲ့တခါမှဒီTikTokကိုမသုံးဘူးဆိုကြဒီလိုတော့အုံရောကြောက်ရောခင်းသွားကြတော့ကလေးရဲ့တိတ်ခါကိုကပြိတ္တနဲ့လှုပ်ရှားရတာလေလိုပဲဖြစ်နေ
သားသမီးချင်းကိုချင်းစာနှမသားချင်းကိုချင်းစာပြီးတော့လောက်ပါဘာဖြစ်လို့ဒီကလေးကိုဒီလိုတင်လိုက်တော့ရောဟိုဘယ်လိုပြောမလို့ဘာတွေအကျိုးရမှာလဲဘာတွေအကျိုးမြတ်ရှိလို့ဒီလိုတွေလုပ်နေရတယ် တချို့ကကြတော့လေ TikTok အကောင့်တွေမှာဗျာကျွန်တော်တန်းကြီး follower တန်းကြီးရတယ်ဆိုလို့ရှိရင် moderation ရှောက်လို့ရတယ်ပေါ့ဗျာနော်အဲ့လိုနီးနေဆိုပတ်စံရကျင်တော့ဒီ follower ရှာတာတက် follower ရှာပြီးရင်ဒီဟာတွေကိုဖျက်ပစ်လိုက်မယ်ဖျက်ပစ်ပြီးရင်ဗီဒီယိုအသစ်တွေတင်မယ်ပေါ့ဗျာကိုယ်ပိုင်ဗီဒီယိုတွေတင်မယ်တင်ပြီးရင် moderation ရှောက်မယ် TikTok မှာအောင်လို့ဆိုရင်ပတ်စံရမယ်အဲ့လိုမျိုးတွေလောက်ကြတာပေါ့နော်သူတို့တကယ်လိုက်ချင်လိုက်လို့ရတယ်ဗျာနော်ဒီလိုလူတွေထဲမှာ10ယောက်လောက်ဖမ်းပြီးတယ်ဆိုရင်ဟိုကျန်တဲ့သူတွေကကြောက်သွားမှာဗျတကယ်လှုပ်ဆောင်မယ်ဆိုရင်ဒါလှုပ်လို့ရတယ်ဗျာနော် ပုတ်စာတုံးတိုင်းကိုတစ်တော်တိုင်းငါလေးပဲကလေးကိုတင်မကောင်းချောင်းတွေပဲပြောတင်ကောင်းချောင်းတွေပဲပြောတင်ငါလေးမှအုံနောက်ထဲမှာထဲလဲမထဲတဲ့မစင်းလဲမစင်းသားခဲ့ဘူးအဖုံးစာပဲဟုတ်လဲမဟုတ်ပဲနဲ့ရှောက်ပြီးတော့အခုမနေ့ကဆိုဖုံးနေဆက်ပြီးတော့မေးကြတယ်အမရေလူရှိတာအေးရှိတယ်အမဒီလိုပဲဘယ်ကလေးဒီလိုမဟုတ်ဘူးဆိုတာအမညီမလေးတို့သိတယ်လေဒါပေမဲ့တချို့ကြတဲ့လူရေဒီလိုတင်တာတွေ့လားမသိမှစိုးလို့လားတွေ့တယ်သူကတော့အရင်ရက်ကနေသူ့ဗီဒီယိုဖိုင်တွေတင်တော့တွေ့တယ်။ဒါပေမဲ့ကိုရီလင်မယားတော့အမှုမဲ့အမှန်ပဲကိုရီကလည်းအဲ့လောက်ကြီးကြီးဟိုကမသိတဲ့သူကတွေ့တယ်။ဒါကအဲ့သူတင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုသူ့ဖေကိုယ်တိုင်ကတွေ့တယ်။အသမီးဒီမဲ့ဟုတ်တယ်ဖေအဲ့ဒါဆိုဖေကဘာမှတောင်းမှမဖြစ်ဘူး။တိုင်းပဲသူတော့ကြည်ကြီးတိုင်းဆက်ကြည့်တယ်ဘာမှမပြောဘူး။ဒါပေမဲ့အခုကျတော့ကိုယ်နဲ့မိသားစုတို့ရင်းနှီးတဲ့သူတွေကလှမ်းပြောကြတယ်။ပြောတယ်မသိဘူးထင်လို့တဲ့သိတယ်လို့အခုတည်းဘာမှမပြောဘဲနဲ့နေပြန်တော့လေဟုတ်လို့ငိမ့်ခံနေတယ်နဲ့ဖြေဦးမှာတကပြန်ပြောပြန်တော့လေအပွဲရှာတယ်နဲ့ဖြေဦးမှာတချို့လူတွေကလည်းဗျာဒါမဖြစ်နိုင်မှန်းသိရတာနဲ့တချို့ကြတော့လေမျောလင်းချက်နဲ့ပေါ့ဗျာဟုတ်ရင်ဟုတ်နေမှာပေါ့ငါလိုက်ရှာလိုက်ပါအောင်မယ်အဲ့လိုလိုက်ရှာတဲ့သူတွေကလည်းရှိတယ်ဗျာနော်ဒါမျိုးတွေကိုတက်တက်ကိုအားပေးတဲ့သူကလည်းရှိတယ်အဲ့ဒါကြောင့်မလို့လေဒါမျိုးတွေကပွဲစီနေတာပေါ့ဗျာနော်မတင်နဲ့လို့မဆိုလို့တင်နော်ဒါပေမဲ့ဟိုလွတ်အောင်လဲတင်ကြတင်ဘာဖြစ်လို့လဲကြတော့ကိုကောင်းကောင်းဘယ်မှမယူဘူးလွတ်အောင်လဲပြီးတင်ရတယ်ဒီလောက်ကြီးကြီးလိုက်ပြီးတော့ကလေးကိုပဲညစ်ပုတ်ကကြက်တိုက်ခိုက်နေရဆိုရင်လို့ပါရင်နားကြိုင်ပါပဲဒါကဘုံနေရောလန့်ဆက်မေးကြတယ်ပြောမေးတာမဟုတ်ပြောတာသမီးရေဒီလိုအခုမှမဲသူ့ကိုလည်းအသက်ရွယ်ပိုင်းခြားတစ်ခုရောက်ရင်သူ့လမ်းကိုရှောက်ရမှာဆိုလမ်းဖွင့်ပေးထားပြီးသားဒါအားကြီးတင်းကျပ်မထားဘူးဘာဖြစ်လို့လဲအချိန်တန်ရွယ်ရောက်သူ့လမ်းသူရှောက်ရမှာပဲလေမရှောက်နဲ့လို့ပိတ်ပင်လို့မရဘူးတားလို့မရဘူးဒီပြဿနာတွေရဲ့အစတော့ဘယ်အစလဲဆိုရင်မင်းကလေးတွေဖင်လောက်တာစတာဗျဖင်လောက်တဲ့အကွက်တွေတင်းနေဗျဟိုလို့ဒီလို့ဟိုပေါ်ဒီပေါ်နဲ့အဲ့လိုမျိုးတွေတင်တာလေစတာပဲဗျနော်အဲ့လိုမျိုးတွေကလေပြီးလူငယ်တွေကိုဆွဲဆောင်တယ်လူငယ်တွေကလည်းဒါသူတို့တောင်လှုပ်သေးတာငါတို့လည်းလှုပ်ချင်တာလှုပ်မယ်ဆိုပြီးတော့ဖြစ်ချင်တာတွေဖြစ်ကုန်တာဗျနော်သူတို့ဆိုရင်ဒါအသက်မပြည့်သေးဘူးအသက်73နှစ်ပဲရှိသေးတယ်ဗျ73နှစ်နဲ့ဒီလိုတွေတင်တယ်ပေါ့ဗျာလိုင်းပေါ်မှာတင်တယ်73နှစ်အရွယ်က73နှစ်အရွယ်မကတဲ့ပုံစံတွေဖြစ်နေတော့အဲ့ဒါတွေကစတာပဲဗျနော်အရာရာဟာသူကအကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့ဗျာအဲ့လိုပဲတွေးရမှာဗျာနော်သူတို့ဆိုရင်လည်းဗျာနော်ဒီမှာအတင်းပိုက်ဆံရှိကြပါတယ်အတင်းပိုက်ဆံရှိခုဆိုရင်ဆယ်လီတွေလည်းဖြစ်ကုန်ပြီဗျာနာမည်တွေလည်းကြီးကုန်ပြီနောက်ခံအင်အားလည်းကောင်းနေပြီဗျာဒါဆိုရင်ဒါမျိုးတွေကိုအမိရဖမ်းနိုင်ဖို့လှုပ်ဆောင်ဖို့ပဲလိုတော့တာဗျာနော်ဒါလှုပ်ဆောင်နိုင်တဲ့အင်အားလည်းရှိတယ်တကယ်ကိုလှုပ်ကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဗျာနော်